ဒီကောင်လေးတနာစရာကအမျိုးသားအဆင့်ဆောင်မေးပွဲမှာအမှတ်အများဆုံးရခဲ့တဲ့သူပါဒါပေမဲ့သူ့မိသားစုကစင်းရဲလွန်းတာကြောင့်ဝေးလံခေါင်တီးတဲ့ကျေးလက်ဒေသတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်လက်ထဲမှာပတ်စံအနေငယ်ပဲရှိတာကြောင့်ဟောင်းနှောပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးကိုပဲငှားနိုင်ခဲ့ပါတယ်ကောင်လေးကအင်ရှင်နဲ့အတူအင်္ဂါစာချုပ်ချုပ်ဖို့သွားနေတဲ့အချိန်မှာကားတစ်စီးကသူတို့ဘေးကနေရုတ်တရက်မောင်းနှင်သွားခဲ့ပါတယ်။အဲ့ဒီကားထဲမှာလူတစ်ယောက်ပါလာခဲ့တဲ့အင်ရှင်ဖြစ်သူကထိုလူဟာကွန်ကိုဂရုခေါင်ကုတ်ဂရုရဲ့တတိယမြောက်သားဖြစ်တယ်လို့ပြောပြခဲ့ပေမဲ့သူဟာအဲ့ဒီချမ်းသာတဲ့မိသားစုရဲ့တရားမဝင်ရတဲ့အိမ်တော်ပြင်ပသားသမီးတစ်ယောက်မျှသာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်လေးဟာထိုသခင်လေးနဲ့အကြောင်းတစ်ကြောင်းထဲမှာအတူတူပညာသင်ကြားရတော့မယ်ဆိုတာကိုမမျှော်လင့်ပဲသိလိုက်ရပါတယ်။ညနေဆောင်ရောက်တဲ့အခါမှာတော့အနီးနားကအင်ဂျီရဲ့ခုံတစ်ခုမှာမီရှူမီပန်းတွေကကောင်းကင်ရံထက်မှာတောက်ပစွာပြန်တန်းနေခဲ့ပါတယ်။အောက်ခြေမှာတော့မင်းဆိုးရစားလူကုန်ထန်တွေအတွက်စီကားတိုက်ညိုက်လာတဲ့ပါတီပွဲတစ်ခုကျင်းပနေတာပါ။ဒီပါတီပွဲရဲ့အင်ရှင်ကတော့ကွန်ကိုဂရုရဲ့တားအကြီးဆုံးဖြစ်သူကွန်အင်ဂျူခေါင်တင်ကျိုးဖြစ်ပါတယ်။အထဲမှာတော့ကွန်ကိုဂရုရဲ့တတိယမြောက်သားကွန်အင်ဟာခေါင်တင်ဟာကမိမိကိုခန်းထဲမှာပိတ်လောင်ထားပြီးမိုင်တွေခြောက်ချားတဲ့အကြည့်တွေနဲ့အပြင်ဘက်ကိုငေးကြည့်နေခဲ့ပါတယ်။ဟမ်းမှာလဲဆင်းရဲတဲ့ကောင်လေးကထိုနေရာမှာရက်နေပြီးကြီးကျယ်ခမ်းနားလာတဲ့ပါတီပွဲကြီးကိုငေးမောကြည့်ရှုနေခဲ့ပါတယ်။တိုက်ဆိုင်ပဲသူဟာလမ်းတစ်ဖက်ကအဆောက်အုံထဲမှာရှိတဲ့သခင်လေးအင်ဟာကိုလည်းလှမ်းမြင်လိုက်ရပါတယ်။နောက်တနေ့မနက်မှာတော့ကောင်လေးဟာအလုပ်လျှောက်ဖို့အတွက်ကုန်စုံဆိုင် convenience store တစ်ဆိုင်ကိုသွားခဲ့ပေမဲ့အဲ့ဒီကမန်နေဂျာကသူတို့အနေနဲ့အထက်တန်းကျောင်းသားတွေကိုအလုပ်မခန့်ကြောင်းပြောခဲ့ပါတယ်။အံ့ဩစရာကောင်းတာကကောင်လေးဟာအင်ဟာတယောက်စူပါမားကတ်ထဲကပစ္စည်းတွေကိုသူ့အိတ်ကတ်ထဲကိုအေးအေးလူလူထည့်နေတာကိုမြင်လိုက်ရခြင်းပါပဲ။မန်နေဂျာကမြင်ပေမဲ့လည်းဘာမှမပြောရဲခဲ့ပါဘူး။အင်ဟာကလည်းစိတ်နှောက်ယှက်ဖြစ်ရတဲ့အကြည့်မျိုးနဲ့ကောင်လေးထွက်သွားတာကိုစောင့်ကြည့်နေခဲ့ပါတယ်။စင်းရဲတဲ့ကောင်လေးကတော့အလုပ်လျှောက်ဖို့အတွက်အပြင်ဆိုင်တစ်ဆိုင်ကိုဆက်သွားခဲ့ပါတယ်။ကံကောင်းထောက်မှတ်စွာနဲ့ဆိုင်ရှင်ကသူ့ကိုအလုပ်ခန့်လိုက်ပါတယ်။ခဲဟိုထဲဟိုအပြင်ကိုထွက်လာတဲ့အခါမှာတော့လမ်းဘေးဆိုင်ကပန်းဒီတစ်လုံးကိုအေးအေးဆေးဆေးစားနေတဲ့အင်ဟာကိုတွေ့လိုက်ရပြန်ပါတယ်။ခဲဟိုကပြဿနာမဖြစ်ချင်တာကြောင့်ဘာမှမပြောဘဲတိတ်တဆိတ်ဆက်လျှောက်သွားခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူဟာအင်ဟာရဲ့ပိတ်ဆို့ခြင်းကိုခံလိုက်ရပြီးရန်စတဲ့စကလုံးတွေကိုကြားလိုက်ရပါတယ်။ဒါပေမဲ့လည်းခဲဟိုကတင်းငိမ်စွာပြန်လေတော့ပြန်ပြီးဂုံယူဝင်းကြွားစွာထွက်ခွာသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အင်ဟာကအတန်းထဲမှာထိုင်နေတော့အတန်းပိုင်ဆရာမဝင်လာပြီးကြောင်းပြောင်းလာတဲ့ကျောင်းသားတစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ခဲဟိုဝင်လာပြီးသူ့ကိုယ်သူအချင်းချုပ်မိတ်ဆက်လိုက်ပါတယ်။အင်ဟာကခဲဟိုကိုမြင်တဲ့အခါမှာတော့လောင်ပြုံးလိုက်ပါတယ်။အတန်းပိုင်ဆရာမကခဲဟိုရဲ့ထူးချွန်ထက်မြက်တဲ့အောင်မြင်မှုတွေကိုပါမိတ်ဆက်ပေးလိုက်တဲ့အတွက်အောက်ကကျောင်းသားအားလုံးမျက်လုံးဝိုင်းသားနဲ့အံ့ဩသွားကြပါတယ်။အားလုံးကဒီလိုပါရမီရှင်တစ်ယောက်ကဘာကြောင့်ဒီလိုဝေးလံခေါင်တီးတဲ့ကျေးလက်ကျောင်းကိုရောက်လာရတာလဲဆိုတာကိုဝိုင်းဝန်းဆွေးနွေးရင်းခုန်ကြပါတော့တယ်။ဝန်းတဲ့ထမင်းစားချိန်မှာထဲဟိုကထမင်းစားတော့မယ့်အချိန်မှာအင်ဟာကရောက်လာပြီးသူ့နေရာကိုလူယူခဲ့ပါတယ်ပြဿနာကိုမနစ်သက်တဲ့ထဲဟိုကဖယ်ပေးဖို့သဘောတူခဲ့ပါတယ်ဒါပေမဲ့အင်ဟာကကလားထိုင်ပေါ်ခြေထောက်တင်ပြီးသူ့ရဲ့မကျေနပ်ချက်တွေကိုဆက်လက်ဖော်ပြနေခဲ့ပါတယ်ဒါပေမဲ့လည်းထဲဟိုကဘာမှမပြောဘဲစိတ်ရှည်လက်ရှည်ကြောခိုင်းပြီးအခြားနေရာတစ်ခုကိုရှာဖွေခဲ့ပါတယ်မမျှော်လင့်ပဲအင်ဟာကသူ့ကိုယ်သူအနှိမ့်ချခံလိုက်ရတယ်လို့ခံစားရပြီးထမင်းလင်ပန်းနဲ့ထဲဟိုရဲ့ကြောပြင်ကိုလှမ်းပေါက်လိုက်ပါတယ်ဒီအဆင့်မှာတော့ထဲဟိုရဲ့စိတ်ရှည်နိုင်စွမ်းကအကန့်အသတ်ကိုရောက်ရှိသွားခဲ့ပြီဖြစ်လို့ထမင်းလင်ပန်းကိုအင်ဟာမျက်နှာတဲတဲစီပြန်ပေါက်လိုက်ပါတယ်ထို့နောက်သူတို့နှစ်ဦးရံပွဲစတင်ကြပါတော့တယ်ဆီယာမရောက်လာတဲ့အထိအားလုံးကမရက်တန့်ခဲ့ကြပါဘူးရံဖြစ်မှုကြောင့်သူတို့နှစ်ဦးစလုံးရုံးခန်းကိုသွားပြီးကိုယ်တိုင်ခံဝင်ချက်ကိုယ်တိုင်ဝေဖန်ချက်ရေးရပါတော့တယ်ခဏကြာမှာတော့ကျောင်းသားတယောက်ဝင်လာပြီးအင်ဟာကိုဆီယာမကပြန်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်အင်ဟာကထွက်သွားတဲ့အခါထဲဟိုကိုပျော်ပျော်ရွှင်ရွှင်ကြံရိပ်ခဲ့ဖို့ဆူတောင်းပေးခဲ့ဖို့လည်းမမေ့ခဲ့ပါဘူးညနေပိုင်းမှာတော့ထဲဟိုကကိုခန့်ပညာတင်တန်းကျောင်းတစ်ခုရဲ့ရှေ့မှာရက်နေပြီးငါတန်းကြော်ညာဘုတ်ကိုဖတ်နေခဲ့ပါတယ်။ဒါပေမဲ့တင်တန်းကြီးကိုကြည့်ပြီးစိတ်မကောင်းစွာနဲ့ပဲထွက်ခွာခဲ့ပါတယ်။ရုတ်တရက်အင်ဟာပေါ်လာပြီးထဲဟိုကိုအင်ဟာကိုပြန်ရိုက်နိုင်အောင်တင်တန်းတက်ချင်တာလားလို့မေးခဲ့ပါတယ်။ထဲဟိုကတော့လူတစ်ယောက်ကိုတက်ပစ်ချင်လို့တင်ယူချင်တာလို့ပြောခဲ့ပါတယ်။ထို့နောက်ထဲဟိုထွက်ခွာသွားတဲ့အခါအင်ဟာကရုတ်တရက်ပဲသူ့ကိုကိုခန့်ပညာတင်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အခြေအနေတစ်ခုရှိပါတယ်။ထဲဟိုကအင်ဟာကိုအနိုင်တိုက်ရပါမယ်။ဒီစိန်ခေါ်မှုနဲ့ရင်ဆိုင်ရတဲ့အခါထဲဟိုကအရင်ကတိတ်လူမတက်ရိုက်ခံခဲ့ရဘူးတာတောင်တုံဆိုင်ခြင်းမရှိဘဲလက်ခံခဲ့ပါတယ်။ကံကောင်းတာကအင်ဟာကထဲဟိုကိုကျိုးဝိုင်းနဲ့ခေါ်သွားတဲ့အခါထဲဟိုအတွက်မျက်နှာကာကွယ်ပစ္စည်းကိုလှမ်းပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အင်ဟာကထဲဟိုပေါ်ကိုတိကျတဲ့ထိုးနှက်ချက်တွေကိုဇက်တိုက်ကြားရောက်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကထဲဟိုရဲ့ဘိုက်ကိုလက်သီးနဲ့ထိုးပြီးလှလဲပစ်လိုက်ပါတယ်။ဒါပေမဲ့ထဲဟိုကတော့ဆက်လက်တိုက်ခိုက်ဖို့နာကျင်မှုကိုအောင်အေးသေးခံနေစေပါဒီခိုက်တက်မှာထဲဟိုကအင်ဟာကိုသူ့ရဲ့ဖခင်ပုံရိပ်ဖြစ်မမျှော်လင့်ပဲမြင်လိုက်ရပြီးငါတို့ပြန်ဆောင်ကြတာပေါ့ဆိုတဲ့ဖခင်ဖြစ်သူရဲ့စကားလုံးတွေနဲ့အတူဖြစ်သွားပါတယ်မမျှော်လင့်ပဲထဲဟိုကပြန်ထလာပြီးအင်ဟာကိုဖိနှိပ်ချုပ်ချယ်လိုက်ပါတယ်ထို့နောက်ပြိုင်ဘက်အပေါ်ကိုသူ့ရဲ့ပြင်းထန်ပြီးယူတုပ်ွယ်ကောင်းတဲ့လက်သီးချက်တွေစက်တိုက်ကြားရောက်လာပါတော့တယ်ကံကောင်းတာကပါရမီရှင်တယောက်ရဲ့စင်ကျင်တုံတရားကထဲဟိုကိုအချိန်မီရက်တက်မှုတတိပေးလိုက်ပါတယ်အင်ဟာကထဲဟိုကိုတကယ်ပဲတက်ချင်တာလားလို့မေးခဲ့ပါအဲဒီနောက်မှာတော့အင်ဟာကထဲဟိုကိုဟမ်ဘာဂါအတူတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်ထို့နောက်သူတို့နှစ်ဦးကိုမိုတက်တောက်တက်တာနဲ့ရေမောစကားပြောလာကြပါတယ်အင်ဟာကထဲဟိုကိုသူ့ရဲ့မော်တော်ဆိုင်ကယ်နဲ့အိမ်ကြီးလိုက်ပို့ပေးခဲ့ပြီးထဲဟိုကိုသူ့ရဲ့တငယ်ချင်းအဖြစ်ရှိပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ထဲဟိုကသူမကြိုက်ဘူးလို့ပြောပြီးလှည့်မကြည့်ပဲအိမ်ထဲကိုတန်းဝင်သွားခဲ့ပါတယ်တခင်လေးကစိတ်ဆိုးသွားပြီးဟမ်ဘာဂါအတွက်ပတ်စံကိုပြန်လွှဲပေးဖို့အခြားအဖွဲ့ကိုအော်ဟစ်တောင်းဆိုခဲ့ပါတယ်အဲ့ဒီလိုပြောပြီးနောက်ဟာကစိတ်ဆိုးမှန်ဆိုးနဲ့လီဘာတင်ပြီးမောင်းထွက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းအိမ်ထဲကထဲဟိုကအင်ဟာခုနကကန်းလန်းခဲ့တဲ့တငယ်ချင်းဖြစ်မှုအပေါ်စတင်စဉ်းစားနေခဲ့ပါတယ်နောက်တနေ့မှာထဲဟိုကကျောင်းမိုးပေါ်မှာတယောက်တည်းရက်နေတော့အင်ဟာကသူ့စီလျှောက်လာပြီးစကားပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာထဲဟိုကအင်ဟာကိုသူ့မိသားစုအကြောင်းပြောပြခဲ့ပါတယ်။ထဲဟိုမှာပထွေးတယောက်ရှိပါတယ်။အိမ်တွင်းအကြမ်းဖက်မှုကြောင့်သူ့ပထွေးကတေတံချမှတ်ခံထားရပြီးထောင်ထဲမှာရှိနေပါတယ်။သူ့မိကတော့ထိုသူနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေရဲ့လိုက်လံရှာဖွေမှုကနေလွတ်မြောက်ဖို့နေရာအနှံ့ထွက်ပြေးနေရတာပါ။ထဲဟိုကသူ့မိကိုကာကွယ်ဖို့အတွက်ဥက္ကဋ္ဌပညာသင်ယူချင်တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ထို့နောက်မမျှော်လင့်ပဲထဲဟိုကအင်ဟာဘက်ကိုလှည့်ပြီးသူ့ရဲ့တငယ်ချင်းဖြစ်ရှိပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အင်ဟာကမနေ့ကညှင်းပယ်ခံရတာကိုစိတ်ဆိုးနေတော့မဲလို့ဘသူကထင်ပါလဲ။
ဒါကြောင့်သူကသဘောမတူခဲ့ပါဘူး။ခဲဟိုကသူ့ရဲ့ကမ်းလှမ်းချက်ကိုချက်ချင်းပြင်ဆင်လိုက်ပြီးသူတို့အနေနဲ့ Make Up Partners တွေဖြစ်လာဖို့အကြံပြုခဲ့ပါတယ်။ခဲဟိုကပြိုင်ပွဲအသေးစားလေးတွေမှာပဲရှင်ပြိုင်ဖို့ရည်ရွယ်ချက်မရှိပါဘူး။သူကအင်ဟာကိုသုံးပြီးပြိုင်ပွဲကြီးတွေမှာပါဝင်ခွင့်ရဖို့ကူညီပေးစေချင်တာပါတုံ့ပြန်မှုအနေနဲ့ခဲဟိုကအင်ဟာလိုချင်သမျှအရာအလုံးကိုရရှိအောင်ကူညီပေးမှာဖြစ်ပါတယ်။အင်ဟာကချက်ချင်းရင်မောလိုက်ပြီးခဲဟိုမှာသူ့ရဲ့ထက်မြက်တဲ့အုံနောက်ကလွဲလို့ဘာမှမရှိဘူးလို့ပြောခဲ့ပါတယ်။ခဲဟိုကထို့နောက်မှာတော့သူကအင်ဟာကိုသူ့ရဲ့3ညတက်သမားတတော်အုံနောက်ကိုပေးမှာဖြစ်ပြီးအင်ဟာနဲ့အတူဟန်ဂျီအောက်တက္ကသိုလ် Hanjak University ကိုအတူတူတက်ရောက်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူတို့ဘာလုပ်ရမလဲဆိုတာကိုအတူတူဆုံးဖြတ်ကြမှာပါ။အင်ဟာကအဲ့ဒါကိုကြားတဲ့အခါပြုံးလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးပြိုင်ဘက်ဟောင်း2ဦးကြားကတငယ်ချင်းဖြစ်မှုတန်ရောစဉ်ကစတင်ခဲ့ပါတော့တယ်။